မိသားစုအဝေးကပဲလွမ်းလို့နေစေလူမဆုံးတဲ့ထမင်းဝိုင်းလေးကချောက်ကနေပြီဘောအမေတားတော့စိတ်မပူနဲ့သိလားတားထီမှာအဆင်ပြေတယ်နော်အမေလည်းကျမရဲ့ကောင်းအောင် view ဆိုင်အဖေကိုလည်းနေကောင်းအောင်နေခိုင်းနော်အမေတားလွတ်တော့မယ်နော်လွမ်းလေအရင်ကတမေးစားဝိုင်းကိုတတိယနေစေလေအမေရဲ့ကယူနာနဲ့ဖေးရဲ့ချစ်တွေဟာနှွေထွေးဆုံးတဲ့လုံးကြုံဆုံးပဲပြန်လာနိုင်အောင်ကြိုးစားနေတယ်ချစ်တရားတွေနဲ့ပြည့်တဲ့နေတဲ့အမေအိမ်ကိုလာနေဒီလောကခွေမှာတန်ဖို့ဖြတ်မရချီမြတ်တော်ရာအဖေနဲ့အမေပါပဲတရားကတရားနဲ့မိုးတွေချုပ်လာစီဝါရေးကလည်းအစင်မပြေဘူးကွာဒီတိုင်းဆက်သွားရင်အစင်မပြေဘူးများစွာကြားတဲ့ငါမိသားစုစာဝတ်တွေရေဒုက္ခရောက်မှာကြုံလာခက်ခဲမြတ်တယောက်တည်းကြော်ဖြဲတိုင်းတစ်ပါးမြေမှာအားငယ်အနေခက်မတတ်နိုင်ဘူးမိသားစုဝမ်းရည်ပတ်ထမမှုစူးစမ်းရုံးကမိဘတွေကိုပတ်ဆက်ပေးခြင်းလားကျွန်တော်ရဲ့စိတ်ဓာတ်ရှာသမျှတွေကတုံးသလောက်နဲ့ကုန်မစားရမတော့ရကုန်စိမ့်နှုံးကမျိုးမျိုးကြိုးခုံအဲ့ဒီမှာစပြီးတော့ပြဿနာတွေတက်မနှက်စာဆုံးငယ်ညစာကမချက်ကြက်ဥကြော်နဲ့ဖြည့်ရှင်းပြီးဘွားခီးကိုဆက်ဝါသနာကိုတက်ရှီမချက်ကိုဖြတ်I know မရှိတဲ့မိသားစုတွေဆွန်လုံးနဲ့လက်ခံမိဘာတပါတော့ဒီခီးကိုအဲလိုလန်းငါလန်းလေအရင်ကတမေးစားဝိုင်းကိုတတိယနေစေလေအမေရဲ့ကယူနာနဲ့ဖေးရဲ့ချစ်တွေဟာနှွေထွေးဆုံးတဲ့လုံးကြုံဆုံးမယ်ပြန်လာနိုင်အောင်ကြိုးစားနေတယ်ချစ်တရားတွေနဲ့ပြည့်တဲ့နေတဲ့အမေအိမ်ကိုလာနေဒီလောကခွေမှာတန်ဖို့ဖြတ်မရချီမြတ်တော်ရာအဖေနဲ့အမေပါငါလန်းလေအရင်ကတမေးစားဝိုင်းကိုတတိယနေစေလေအမေရဲ့ကယူနာနဲ့ဖေးရဲ့ချစ်တွေဟာနှွေထွေးဆုံးတဲ့လုံးကြုံဆုံးမယ်ပြန်လာနိုင်အောင်ကြိုးစားနေတယ်ချစ်တရားတွေနဲ့ပြည့်တဲ့နေတဲ့အမေအိမ်ကိုလာနေဒီလောကခွေမှာတန်ဖို့ဖြတ်မရချီမြတ်တော်ရာအဖေနဲ့အမေပါပဲ